Anna Vonsi ဟာမြန်မာပြည်သူပြည်သားတိုင်းရဲ့ရှေ့ဆက်မဲ့အနာဂတ်နေ့အတိုင်းအတွက်ခွန်အားသစ်တွေနဲ့ပြည့်စုံတဲ့ကျမ်းမာခြင်းတွေကိုစောင့်ကျင်းပေးခဲ့တာ29နှစ်တိုင်ရှိခဲ့ပါပြီ။ Anna Vonsi ကိုစသိခဲ့ရတော့အမကအရင်ကုမ္ပဏီမှာsoftware ကုမ္ပဏီမှာအလုပ်လုပ်ခဲ့တာဖြစ်တဲ့အတွက် service ပေးရတဲ့အချိန်တွေရှိတယ်။အဲ့ဒီ service ပေးရတာကြတော့ခါလေးကျရင်ညာလုံးပေါက်သွားတဲ့အချိန်တွေရှိရပေါ့နော်။အဲ့ချိန်ကျရင်အမဆရာသမားက Anna Vonsi တွေတိုက်လို့ရှိရပေါ့နော်။ Anna Vonsi ကိုပထမဆုံးသိရတော့ကျွန်တော်10တန်းလောက်ကဒီအဖွားကြည့်နေတဲ့ဇလန်းတွေထဲမှာဆိုရင် Anna Vonsi ကြောင့်ညာရေးပပလာအဲ့ဟာနေပြီးတော့စသိခဲ့ရပါ။နောက်နေ့မှာ visit ဖြစ်မယ်ဆိုတော့ညမှာပေါ့နော်ပထမတညမှာကျွန်မစားကြည့်ရတယ်တညလုံးအိမ်ကမကြည့်နဲ့ပြောလဲကျွန်မတညလုံးကြည့်ကြည့်ပြီးနောက်နေ့မနက်မိုးလင်းတော့သိပြီးတော့ခေါင်းနေမကြည့်တော့ဘူးကျွန်မရဲ့မေမေနဲ့ကျွန်မဘဘပေါ့နော်ကျွန်မ Anna Vonsi တလုံးစတိုက်ပါတယ်ကျွန်မအဲ့ဒီချိန်မှာမှစပြီးတော့လဲမကြည်လင်နေတဲ့စိတ်တွေရောလူကရောကြည်ပြီးတော့လေတက်လာတယ်ဒီစိတ်ဖိစီးမှုတွေကိုတနည်းနည်းနဲ့ပေါ့နော်ရှော့ချမှတော့ဖြစ်တော့မယ်ပြင်ပအကူအညီတစ်ခုယူမှဖြစ်တော့မယ်အဲ့ဒီချိန်မှာအကူနဲ့လက်လန်းလဲမိတဲ့အနေထားရှိတဲ့ Anna Vonsi ကိုပဲကျွန်တော်ရွေးချယ်ပြီးတော့တောက်ဖြစ်တယ်နောက်ဆုံးရေချောင်းတက်ကတူဝင်ဝင်ရတဲ့အထိကျွန်တော်Anna Vonsi ရဲ့ကျေးဇူးနဲ့ပဲကျွန်တော်အောင်မြင်ခဲ့တယ်လို့ပြောရမှာ။နေ့3ရက်မအိတ်တဲ့ချိန်တွေမှာကျွန်တော်နောက်နေ့မနေ့ခေါင်းမကြည့်တဲ့အချိန်မှာ Anna Vonsi တောက်လိုက်ရင်တိတ်တီလန်းဆန်းပြီးတော့အဲ့နေ့နေ့တာအတွက်အဆင်ပြေသွားပါတယ်ခင်ဗျ။အခက်ခဲတွေနဲ့အောင်မြင်မှုတိုင်းအတွက်အားလုံးအတူတူကြော်ဖြတ်ခဲ့ကြသလိုအကောင်းဆုံးစူးစမ်းပံ့ပိုးအားပေးခဲ့ကြပါတယ်။ပတ်စံနေဘယ်လောက်ပဲရှိနေကျမ်းမာရေးမကောင်းဘူးဆိုလို့ရှိရင်စိတ်သွားတိုင်းကိုမပါဘူးနော်။ကိုရကျင်တဲ့အောင်မြင်မှုတွေလည်းရနိုင်မှာမဟုတ်ဘူးပေါ့နော်။ငွေကြေးကတစ်ဖက်တစ်လမ်းမှာမင်္ဂလာဆိုရင်ကျမ်းမာရေးကလည်းမင်္ဂလာပဲ။ကိုကကျမ်းမာမှာကိုလှုပ်ချင်တာတွေလုပ်လို့ရမယ်။ကိုကျမ်းမာနေမှာကိုမိသားစုအတွက်ကိုကလှုပ်နိုင်မယ်။ကိုကျမ်းမာရေးကိုဆောက်ရှောက်ခြင်းရတယ်။ကိုဖေးကပဝင်းခြင်းနဲ့ကိုမိသားစုကိုလည်းဆောက်ရှောက်ရလဲအထောက်အကူရပါတယ်။မြန်မာပြည်သူတရလုံးစိတ်ရောကိုယ်ပါကျမ်းမာလန်းဆန်းစေဖို့ပြည့်စုံတဲ့ Anna Vonsi အဖြစ်29နှစ်မှသည်မပြောင်းလဲတဲ့ရေသွေးစစ်မှန်ပြေဝတဲ့စေတနာမေတ္တာများနဲ့အမြဲတမ်းရှိနေပါမယ်29နှစ်တိုင်ပြည့်စုံတဲ့ Anna Vonsi